ဒုတိယတစ်ပိုင်းမှာ bompo တိုကိုင် bompo ဆိုတာတရားရဲ့တိုကိုင်ဆိုတာကသူ reading ရဖြေရမယ်တဲ့ bompo ဆိုတာတရားတိုကိုင်ဆိုတာ reading ကဲစမယ်နံပါတ်1ဝါတာရှိဝါကျွန်တော်ဒီအကကဲဆိုတလနိကိုင်နှစ်ကြိမ်ဂီတာကိုနာရတဲ့ဤမှာဂီတာကိုသင်နေပါတယ်အဲ့တော့တလ1 2 3 4ပါဖြစ်နီ မဟုတ်ဘူးနိဗ္ဗာန်နိလို့ပြောတာအော်ဟုတ်ပြီနိဆိုမှန်တယ်နားထဲမှာနိဗ္ဗာန်လို့ကြားလိုက်နိဆိုမှန်ပါတယ်နံပါတ်4နော်ကျွန်တော်ဒီအကကဲဆိုနိအဲ့ဒါစောက်ထဲမှာကွက်တိပါတယ်တလမှာနိကိုင်နှစ်ကြိမ်ဂီတာကိုနာရတဲ့ဤမှာစတင်ယူနေပါတယ်နောက်တစ်ခုနီချီယောဘီနီတနင်္ဂနွေနေ့မှာခါယီမိုနိုဈေးဝယ်ထွက်ကွက်လက်စမ်းပိုအိုရှိမှာလမ်းလျှောက်ထွက်တယ်ကဲ1 2 3 4ဟေးကျန်တဲ့တွေအတန်ဖွင့်လို့ရတယ်နော်မိုက်ဖွင့်လို့ရတယ်နော်ရှင်တို့မိုက်ကြီးပိတ်ပြီးညုံနေတယ်ဟုတ်တယ်ရမှန်တာပေါ့နှစ်တွဲတယ်ပဲလေသူကရဆိုတာနှစ်နားသူနဲ့တွဲတာပေါ့လေများသွားပြီတနင်္ဂနွေနေ့မှာဈေးဝယ်ထွက်တာနှစ်စမ်းပိုရှိမှာလမ်းလျှောက်ထွက်တာကိုလုပ်မယ်အဲ့ဒါကြတော့ဆိုတော့နေရာရဲ့နောက်မှာလိုက်တာခိုင်းမလို့ဈေးဝယ်ထွက်တာနေရာမှမဟုတ်တာမိုးစွာကအကြောင်းအရာနှစ်ခုထပ်တူညီလဲပဲဖြစ်မယ်ဒါပေမဲ့အကြောင်းအရာနှစ်ခုထပ်တူညီရလည်းမရှိဘူးလေနောက်တစ်ခုကကြတော့နောက်မှာအငင်းလိုက်မှားလို့ပါလာပြန်တာအနောက်မှာအငင်းလည်းမရှိဘူးကျူရာကြီးဆိုတာလောက်များသောအားဖြင့်ဆိုအချိန်နေနဲ့တွဲတယ်အီချီချီကန်ကျူရာကြီးတနားရီလောက်ခါဒီမှကြာမယ်အဲ့လိုနေရာမှာသုံးတာရှိမှအချိန်လည်းဖြစ်မနေဘူးပေါ့နော်နောက်တစ်ခုဝါတာရှိနောဟာဟာဝကျွန်တော်ရဲ့အမေဒီဂင်းခိုဘန်နေရာကြီးပေးထားတယ်အနောက်မှာဟာတရာဟီတေအီမတ်အလုံးလုံးနေတယ်ဆိုတော့ action လှုပ်ရှားမှုပါမယ်အဲ့ဒီမှာပါတီကပါဖြစ်တဲ့နော်ကျွန်တော်ရဲ့အမေကဘန်မှာအလုံးလုံးနေတယ်ကားကသုံးလို့မရအောင်ကားသုံးရင်နောက်မှာ adjective ဖြစ်ရင်မဖြစ်ရင် wakarimas arimas imas ဖြစ်အောင်အဲ့ကလည်းအရှိကနေရာလို့ပြောတယ်ဒါပေမဲ့နေရာကျတော့ဘယ်လိုဖြစ်ရလဲအပန်တို့ ikimas သွားတယ် kimas လာတယ်ပြီးတော့လို့ရှိရင်ကျတော့ kayedimas ပြန်တယ်အဲ့ကအဲ့လိုသုံးရတယ်နီးကကျတော့တိကျတဲ့အချိန်နောက်မှာနီးလိုက်တယ်မှားလို့စတိ particle လေးလည်းပြန်တွေးပေးနေနော်လိုက်နာထောင်ကြည့်ပြီးတော့လို့ရှိရင်ကျတော့ verb ကို must လို့နီးကက်ရန်လို့ပြီးရင်နောက်က verb ပုံမူတည်ပြီးခွဲတဲ့ထံမှားလို့စီမှားလို့အားလို့အဲ့လိုပုံစံမျိုးလေးတွေရှိရနော်ကဲနောက်တစ်ခုဝါတာရှိကကျွန်တော်ဒီအာတာရရှိကင်မရာအဲ့တော့ကင်မရာအသစ်ဟိုရှိတယ်လိုချင်လိုချင်တော့ဆိုရယ် adjective ကစဉ်းစားလား adjective ရဲ့ရှေ့မှာပါတီကဲဟုတ်တယ်အဲ့ဒါမြင်အောင်ကြည့်တတ်ရင်တော့လွယ်မယ်နော်ဂါလိုက်တယ်နောက်တစ်ခုနံပါတ်5ခီနိုမနီကဝါတာရှိဝကျွန်တော်ဒီဒေပါတိုနီကုံတိုက်တို့အီခီမတ်တာကတွားခဲ့ပေမဲ့ကွက်လက်ခိုင်းမဆန်ဒက်တာကွက်လက်မဝယ်ခဲ့ပါဘူးအနောက်မှာဆက်စစ်ခု key point ထုတ်ပြလိုက်မယ်မာဆန်ဒက်တာလို့ခေါ်တဲ့အငင်းပါနေအငင်းတော်မှာအတိတ်အငင်းပေါ့လေထားပါအငင်းလောက်တည်ရပြီအဖြစ်ရွေးလို့ရတယ်1 2 3 4ပါဖြစ်နာနီမိုနှစ်ပေါ့နာနီမိုခိုင်းမဆန်ဒက်တာဘာမှမဝယ်ခဲ့ဘူးနံပါတ်1ကနာနီအိုဘာကိုမဝယ်ခဲ့ဘူးမရှိဘူးနံပါတ်3ကနာနီဟာဆိုတာတခုခုရွေးတယ်နော်နာနီကတခုခုနာနီကဘာကိုမတူးနော်ခနဲ့ကမတူးနာနီခကတခုခုနာနီနီဆိုတာဘာမှားတယ်အဓိပ္ပာယ်မရှိဘူးနောက်ခုနံပါတ်6အေးရှော့ကူဒိုနော်ရာမန်ဝအေးထမင်းစားဆောင်မှာရှိတဲ့ရာမန်ခောက်ဆွဲကဒါကြီးကကုနော်ရှော့ကူဒိုနော်ရာမန်ယော်ဒီတက္ကသိုလ်ရဲ့ထမင်းစားဆောင်ကခောက်ဆွဲထက်ကွက်လက်အိုးရှိတယ်ကွက်လက်အရသာရှိတယ်သူတို့ဒီညမှာ effort ရွေးမှာဘလို့သိနိုင်လဲဆိုရင်နောက်ကအိုးရှိတယ်ဆိုတာအရသာရှိသည် verb ဖြစ်သွားပြီ adjective ကနေပြီးတော့ discuss လိုက်တော့ verb ဖြစ်သွားအရသာရှိသည်ဘလို့အရသာရှိတာလေ1 2 3 4ရွေးကြည့်ပါဦးမတော့ဟုတ်တယ်အာမာရီကြတော့မှားတယ်အနောက်မှာအာမာရီရဲ့နောက်မှာအငင်းလိုက်တာအာမာရီထားပေးမှဆန်တိတ်မစားဘူးစုခုကြတော့မြန်မာလူဆိုချက်ချင်းဆိုရယ်ချက်ချင်းရတာရှိတာမဟုတ်ဇွတ်တိုဒါတွေကသူတို့ဖြေဘူးပါတယ်စောက်ထဲမှာခက်စင်စင်လေးတွေဇွတ်တိုကကြတော့ဒါတိတိတတာရတာရှိတယ်အီချီဘန်ကတော့ရွေးလို့မရအီချီဘန်ကအနောက်မှာဘာဖြစ်ရလဲ adjective ထည့်ရတယ်နော်အီချီဘန် plus adjective နောက်တစ်ခုမိစေတဲ့ဆိုင်မှာခုနပန်ဝါဒီဘောပန်ကလွယ်လွယ်လေးပဲကွက်လက်ဒစ်ကကွက်လက်ဖြစ်ပါလေဟျက်ကွန်းဒစ်ညန်တရားဖြစ်ပါမိကွာဒီခုရဟုတ်တယ်ဘလောက်လဲနံပါတ်2က ikusu ဘနခုဒိုးတယ်ဆိုတာကခိုးတယ်ဆိုတဲ့အားတယ်ဒီဟာဟိုဟာဟိုခါဟာရဲ့မိကုစကလုံးဒိုးတယ်ဆိုတော့ဘယ်ဟာဒိုးတဲ့ကကြတော့ why လို့ပြောတာဘာကြောင့်လဲဆိုတဲ့အိပဲနော်နောက်တစ်ခုနံပါတ်8ကခီနိုနော်ယော်လူမနေ့ညကကွက်လက်မနီအဲ့ဒါစသည်စာချက်တုံးကတခါတည်းဟိုကိုယ့်ရဲ့အာဘော်နဲ့ဒီလိုလေးချက်ပေးပါလို့ပြောလိုက်မိမယ်ထင်တာပဲ verb dictionary form မနီnoun နော်မနီအချိန်ကာလပြစကလုံးမနီ
အဲ့တော့မိုင်းနီးရဲ့ညီမတို့တိတ်ပြမတိုင်မီမနေညကတဲ့ကွက်လက်မတိုင်မီဟွန်းအိုယောမီမာစတာစာအုပ်ကိုဖတ်ခဲ့ပါတယ်ကဲ dictionary ပေါင်းလို့ရွေးကြည့်ပါဦး ရုံမိုင် အကြီးပန်းပေါ့နဲရုံမိုင်နဲတရတော့တက်ဖောင်ကြီးအိပ်ပြီးရွယ်တိတ်ပဲဖြစ်တယ်နဲတာတဖောင်အတိတ်ဖောင်နဲတာအိတ်ခဲ့တာနဲတိတ်ဤလို့ဆိုတာနေတာလုံနေစီမရှိနေအိတ်နေတာအဲ့တော့မှာရနော်အဲ့တော့ဖြစ်မှန်ဒီအကြီးပန်းကဲနောက်ခုနံပါတ်9林さんနဲ့ညီမို့စုက多いですね林さんထုတ်တွေများတယ်နော်少しနည်းနည်းတဲ့ကွက်လက်တဲ့すみませんတစ်စိတ်လောက်お願いしますဆောင်ရွက်ပေးပါအောင်ကူညီပေးပါအောင်林さんနဲ့ထုတ်တွေများတယ်နော်ငါနင်းကိုနည်းနည်းလောက်ကွက်လက်1 2 3လေးပါဖြစ် မုတ်တေအီမဆန်ခါနမတေ နံပါတ်1 မဲတယောက်က1ဆိုကုန်လိုက်1မဟုတ်ဘူး လေးပါ 4ဟုတ်တယ်ဖုန်းတိုင်4ပါကြောင့်ရွေးတာတော့မှန်တယ် မိုချီမရှော့ကအဲ့ဟိုအဲ့လိုပေါင်တက်ခဲ့တာ လုပ်ပေးရမလား ကြက်ခဲ့တာဟုတ်တယ်အဓိကမြန်မာလို့ချင်တာမိုချီမရှော့ကလုပ်ပေးရမလားမိုချီမကတဲပေးရမလားစေးအောင်ပြောလိုက်တယ်မာရှော့ကရဲ့အဓိပ္ပာယ်က तू ကလိုက်တတိမီးတဲ့အခါမှာတုံးတာဥပမာထားပါတော့စေယုံမှောင်နေတဲ့အခန်းယူဒါဆိုမီးဖွင့်ပေးရမလားအဲ့လိုပုံစံမျိုးလိုက်တတိဆရာစောက်တွေအများကြီးတဲလာတယ်ဟာစနေတဲပေးရမလားအဲ့လိုလိုက်တတိမီးတာမာရှော့ကဗတ်တေအီမာဆန်ဆိုတာကဗတ်တေအီမာကဗတ်နေတယ်ဗတ်တေအီမာဆန်ဆိုတော့ဗတ်မနေဘူးနောက်ကခါဆိုတော့လာအဲ့ဒါနဲ့ထုတ်တွေများတယ်နော်တဲ့နည်းနည်းတဲမနေဘူးလားတဲ့အဓိပ္ပာယ်မရှိဘူးမိုးတနိုင်တဲ့ခုဒါဆိုင်ဗတ်နိုင်တဲ့ခုဒါဆိုင်မဗတ်ပါနဲ့မသေးပါနဲ့တဲ့တများဟဲ့နင်းထုတ်တွေကများတယ်နော်တဲ့မသေးပါနဲ့ဖြစ်နေတယ်နံပါတ်3ကမိုချီမစတာနဲ့တဲခဲ့တယ်နော်တဲ့မသေးရသေးဘူးနော်တကယ်တည်းအဲ့တော့ဟာရှိတဲ့နင်းထုတ်တွေများရင်တော့နည်းနည်းတော့တဲပေးရမလားနံပါတ်4ဖြစ်ပါမယ်